ကျွန်မတို့မူကြပါစားခင်ဗျာဒီနေ့မှာတော့အာဘမ်လိုပဲနဲ့အိမ်မလိုကူစုံနီလန်းနဲ့ပီဇာလုပ်လို့ရတဲ့နီလန်းလေးကိုမျှဝေပေးချင်ပါတယ်။ကုန်ကြစိနဲ့အချိန်လည်းတက်တာတယ်လို့ပူပူနွေ့နွေ့လည်းစားလို့ရပြီးကလေးတွေလည်းကြိုက်တွေ့မှသိကြပါတယ်။ချိန်ကုန်တက်တာဆုံးအလွယ်ကူဆုံးနီလန်းနဲ့လုံးမှာဖြစ်တဲ့အတွက်ကြောင့်ဂျုံနေမနေတော့ပဲပေါင်မုံကိုပဲသုံးထားပါတယ်။ပေါင်မုံကိုတော့အခုလိုမျိုးကျွန်တော်ကတွေးကန်ပုံစံလေးလှီးထားပါတယ်။အသီးရွက်ကိုတော့ကျိုင်းနေတတ်တယ်လို့ထင်နိုင်ပါတယ်ကျွန်တော်ကတော့ပန်းငယ်ပွားနဲ့ခရမ်းချင်တီကိုသုံးထားပါတယ်ရွယ်စားတဲ့ပုံစံကိုလည်းကျိုင်းနေတတ်တယ်လို့လီးဖြတ်နိုင်ပါတယ်ကျွန်တော်ကတော့အန်စာရုံးပုံလေးလီးဖြတ်ထားပါတယ်ရဝဲစားချက်ဖို့အတွက်ကိုတော့ပီဇာဖုံးမဲ့ကို9မိနစ်ခန့်အပူပေးပါမယ်။အုပ်ပူလာတဲ့အခါမီးဖို့ပေါ်ကပြန်ချပြီးအခုလိုပေါင်မုံလေးစီထည့်ပေးပါမယ်။ပြီးရင်တော့ဆော့တစ်မျိုးမျိုးတုပ်လိမ်ပေးပါမယ်။ခရမ်းချင်ဆော့ဒါမှမဟုတ်ငရုတ်ဆော့ကိုလည်းသုံးနိုင်ပါတယ်။ cheese ကတော့မော်ဇာရဲလာလိုမျိုးပီဇာလုပ်တဲ့ cheese ရမယ်ဆိုရင်ပိုကောင်းပါတယ်။ကျွန်တော်ကတော့လုံးဝဝယ်မရလို့ဒီရဲ့ဘာဂါ cheese လေးကိုပဲသုံးထားပါတယ်။တူနာထည့်ပါမယ်။ ready ကနေထုတ်တဲ့တူနာ9တစ်တာလေးကိုသုံးထားပါတယ်။ ready 9တစ်တာကတော့နှစ်ပေါင်းများစွာကလေးကအင်ရှင်မတွေရဲ့မီးဖို့ချောင်းမှာနေရာယူထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ထူထူပြောစရာမလိုဘူးလို့ထင်ပါတယ်။အခုလိုမျိုးတခါစားဘူးသေးလေးမှာဆိုရင်လည်းတော်တော်များများကိုပါပါတယ်။အပေါ်ကနေမှပြင်ဆင်ထားတဲ့အသီးရွက်တွေထည့်ပါတယ်။ cheese လေးတွေကိုလည်းညှက်ပြီးတော့ပြန်ထည့်ထားပါတယ်။နောက်ဆုံးပေါ်မှာကျွန်တော်ကစားလေးနဲ့ငယ်ဖြူလိုက်ပါတယ်။မောဘဖို့အတွက်ကိုတော့မီးကိုလျှော့နိုင်များလျှော့ထားရပါမယ်။အောက်မီးကိုလုံးဝအေးစက်နေအောင်ထားပြီးအပေါ်မီးနဲ့ဖုတ်ပါမယ်။အပူချိန်ကိုချိန်ဆပြီးအထက်က cheese လေးပျော်လာပြီဆိုရင်တော့စားဖို့စင်နေဖြစ်တဲ့အနေအထားကိုရရှိမှာဖြစ်ပါတယ်။ရေရဲ့တူနာ9တစ်တာမှာကအခုလိုတခါစားဘူးလေးတွေပြင်မိသားစုစိုက်ဘူးကြီးတွေလည်းထုတ်ထားပါတယ်ကျွန်တော်သုံးထားခဲ့တဲ့ဘာဂါ cheese ကတော့ပျော်ဝင်ဖို့နည်းနည်းခက်တာဖြစ်တဲ့အတွက်ကြောင့်10မိနစ်ကနေ15မိနစ်ခန့်မီးအေးနဲ့ဖုတ်ထားလိုက်ပါတယ်နောက်ဆုံးမှာတော့အခုလိုမျိုးအနက်လေးမွေးပြီးစားလို့ရန်ကောင်းတဲ့တူနာပီဇာလေးရရှိပြီဖြစ်ပါတယ်ဆုံးဖြတ်ကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ရက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျွန်တော်ကတော့စောအိုင်းစီပါSoal cinta sepanjang umur dunia tak ada